ကျွန်တော်တို့၃ယောက်ကဖုန်းကြီးเจ้าကိုအပီးထိဆောက်လုပ်ဖို့အတွက်ရောက်လာခဲ့တာပါတိုင်လုံးကြီးတွေကကာလကြာရှည်ရသည့်ဥဒုဒံကိုကြံ့ကြံ့ခံနိုင်ပုံပါပဲဗျတိုင်လုံးတွေနဲ့မလန်မကန်းမှာတော့ညောင်ကိုင်းနေရှုပ်ထွေးစွာတွဲလောင်းကြနေတဲ့ညောင်ပင်ကြီးတစ်ပင်ရှိတယ်ညောင်ပင်ရှိရင်မှာတော့လွန်ခဲ့တဲ့2နှစ်ကျော်ကအလုတ်ကိုပြစ်ပြီးပြေးသွားတဲ့လက်သမားဆရာရှာနာခဲ့တဲ့ပစ္စည်းတွေကလည်းရှိနေသေးပါဘလို့လဲကိုစိန်ကြီးဒီတော့ဟောင်းနေနေရမှာပဲစခန်းရှာလိုက်မကောင်းလားဗျာကျွန်တော်နဲ့ဖိုးထောင်နေရကိုရင်ရှင်းလိုက်မယ်ကိုစိန်ကြီးကခေါင်းငိမ့်ပြလိုက်တယ်သူကကျောင်းနိုင်ဆရာတော်ဓမ္မဒီကျောင်းဆောင်ကြီးကိုပြီးတဲ့အထိဆက်လက်ဆောက်လုပ်ပေးမယ်လို့ကတိပေးထားခဲ့တယ်ကိုမင်းနဲ့ဖိုးထောင်တို့ကတော့ပစ္စည်းတွေကိုယူပြီးညောင်ပေအောက်မှာပဲသူတို့3ဦးအတွက်ယာယီတဲလေးကိုစတင်ပြင်ဆင်ပါတော့တယ်ညောင်မင်းကြီးရှိနေလို့သာတော်သေးတာပေါ့ကိုမင်းရမဟုတ်ရင်တော့နေပူတဲ့တန်နဲ့ဘလို့မှနေနိုင်မှာမဟုတ်ဘူးဗျာဒီဝင်ထဲမှာကနေရတာကျဲတာတစ်ပင်ကလက်ရှိုးရည်လို့ကိုရတယ်အေးမင်းအရေးရကြရင်လဲနောင်လာနောင်သားတွေအတွက်ဒီเจ้าထဲမှာတစ်ပင်လေးပါလေးစိုက်ခဲ့ပေးအောင်မို့ကွာကဲနောက်နေကြတဲ့ကောင်လေးတို့မိုးရှုပ်သွားရင်ထမင်းဟင်းရှက်ဖို့ခက်လိမ့်မယ်ကွာကိုစိန်ကြီးကငေါက်လိုက်ရင်တဲအတွင်ခုံတန်လျားလေးကိုတန်ရိုက်ကပြင်ဆင်နေခဲ့တယ်ညနေဆောင်နေဝင်တရောအရှင်ကိုရောက်လာခဲ့တယ်သူတို့စခန်းလေးလည်းအကုန်လုံးအပိသက်သွားခဲ့တယ်ကိုမင်းနဲ့ဖိုးထောင်တို့မောနဲ့နားနေစီမှာပဲညောင်မင်းကြီးထက်ကဆူရှာတဲ့အော်တန်ကြီးတတန်ထွက်ပေါ်လာခဲ့တယ်ကိုမင်းတယောက်လန့်ဖြန့်ပြီးအတန်လာရာကိုမောကြည့်လိုက်တော့တစ်ကိုင်းကြားမှာဝိုင်းဆက်နေတဲ့မျက်လုံးနဲ့ကြီးနှလုံးကသူ့ကိုစိုက်ကြည့်နေအမလေးဗျကိုမင်းဟိုမှာငှက်ကြီးဗျရှေ့လူကြီးတွေပြောတာတော့ကြားဘူးတဲ့ဘာငှက်ကျွန်တော်ကဗဇက်ဖျားတွေမိနေရဗျာအဘကပြင်းလေဒီကိုလာအောင်ကိုမင်းညောင်မင်းမကအမြစ်တွေကမြေကြီးတီကိုတွဲလောင်းကြနေတာဒီအမြစ်တွေကိုခုတ်ပေးအောင်ညဘက်မွေးတွေပါတွေလာခိုးနေမှာစိုးတယ်ကွာမွေရှိရင်လေဖမ်းစားတာပေါ့ကိုစိန်ကြီးကဟင်းနောင်ဖြစ်သေးတယ်ကွာဟဲ့ကဒါဖုံးကြီးကြောင်ကွာပါဇက်ကိုစီးဆောင်စမ်းပါကိုစိန်ကြီးကဓမ္မနဲ့ညောင်မြစ်တွေကိုခုတ်ရှာလိုက်တာတက်ကိုင်းတွေတုံခါသွားတာကြောင့်ကျမတကောင်စာလောက်ရှိတဲ့ငှက်ဆိုးကြီးလည်းအတောင်တစ်ဖြန့်ဖြတ်ခတ်ပြီးပြန်ထွက်သွားတယ်အငှက်ကြီးကဆောက်လက်စကျောင်းနိုင်ထိန်မှာသွားနားနေရဗျကိုမင်းကျွန်တော်မှတ်မိပြီဗျအဲ့ဒီငှက်ကိုငှက်ဆိုးလို့ခေါ်တာငှက်ဆိုးအော်ရင်လူသေးတဲ့နမိတ်တဲ့ဗျအမလီမရလဲကွာအရှိန်နေရှိပါသေးတယ်အခုလိုမှောင်ရီပြိုးအချိန်မှာလာပြောရလားကွာဖုန်ကြီးเจ้าလို့သာပြောတာတုတ်တန်လို့ပဲဘာမှမချဘူးသွားပြောမနေနဲ့ကိုစိန်ကြီးကိုတက်ကူလိုက်အောင်ကိုစိန်ကြီးကညောင်မင်းရှိရင်ကရှုံတွေတွေကိုခုတ်ထွင်းနေစဉ်ဓာတ်နဲ့တခုခုတိုက်မိတဲ့အတန်ကြီးထွက်ပေါ်လာတယ်ကိုစိန်ကြီးငုံကြည့်လိုက်တော့အကွဲနေတဲ့အိုးပုတ်ပိုင်းတစ်ခုကိုတွေးလိုက်ရတယ်အိုးပုတ်အဖုံးပေါ်မှာတော့အင်းစာလုံးတွေကတ်ထားတဲ့စာကိုမြင်လိုက်ရတာကြောင့်ကိုစိန်ကြီးတယောက်မျက်နှာပြတ်သွားပြီးအဲ့ဒီအိုးပိုင်းကိုညောင်မင်းရှိရင်မှာပဲပြန်ဖုံးထားလိုက်တယ်ညစာစားပြီးတဲ့နောက်အားလုံးအိယာကိုစီဝင်လိုက်ကြတယ်။ကျောင်းမှာရှိတဲ့အိမ်သားနဲ့သူတို့နေရာကအတော်လှမ်းလာကြောင်းညဘက်သွားဖို့ကိုလည်းအခက်တွေးလာတယ်။ကဲဒီနေ့တော့အားလုံးပင်ပန်းပြီ။မနဲ့လဲစောစောထပြီးအလုပ်စားလို့ရအောင်ခုတော့စောစောအိတ်ကြကွာ။ဒါနဲ့ကိုစိန်ဒီကျောင်းမှာကဖုန်းကြီးဘယ်နှပါရှိတာလဲဗျ။ဘာလို့ဒီလောက်တိတ်ဆိတ်နေရလဲ။နှစ်ပါးပဲရှိတာကွာကျောင်းနိုင်ဆရာတော်နဲ့ကိုရင်တစ်တပါးရဲ့ပဲငါလဲကိုရင်ကိုတော့မမြင်ဘူးသေးဘူးဒါနဲ့မင်းကဘာလို့မေးရလဲကွာမဟုတ်ပါဘူးဗျာဝုံတိုင်းတိုင်းလဲမတွေ့အတန်လဲမကြလို့မေးကြည့်တာပါအော်ကွာဒါကဖုန်းကြီးကြောင်ကွာမင်းသွားနေကြဇက်ပွဲမဟုတ်ဘူးအိတ်တော့ကိုစိန်ကြီးကပြောပြီးခုံပေါ်မှာလှဲအိတ်လိုက်တယ်အားလုံးပင်ပန်းနေတာကြောင့်3ယောက်စလုံးပင်ပန်းနဲ့ပဲအိပ်ပျော်သွားခဲ့ကြတယ်။တကားရန်အရှင်ခွေးဥတန်တွေနဲ့ငှက်ဆိုးရဲ့အော်တန်တွေကြောင့်ဖိုးထောင်တယောက်နိုးလာခဲ့တယ်။အမောင်ထဲမှာတော့ကိုစိန်ကြီးတယောက်ငုတ်တုတ်ထိုင်နေတာကိုမြင်လိုက်ရတာကြောင့်လန့်သွားခဲ့တယ်။ကိုစိန်ကြီးအတန်တွေကြောင့်အိပ်မပျော်ဘူးလား။ဖိုးထောင်ကမေးလိုက်ပေမဲ့ကိုစိန်ကြီးကကြောက်ရွံ့ကြီးလိုငြိမ်နေခဲ့တယ်။ကိုစိန်ကြီးဘာဖြစ်လို့လဲ။နေမကောင်းဘူးလားဗျနောက်ထပ်မေကုန်းနေထပ်မေးပေမဲ့ကိုစိန်ကြီးကဘာမှပြန်မဖြေပဲဖိုးထောင်ဘက်ကိုသာလှည့်လာခဲ့တယ်ကိုစိန်ကြီးရဲ့မျက်လုံးတွေကလူကောင်းတယောက်ရဲ့မျက်လုံးတွေနဲ့မတူတော့ပဲအယောင်တွေကွဲကမျက်ကွင်းတွေကညှိုပြီးမဲနဲ့နေခဲ့တယ်
ကိုမေကိုမေထအောင်ဗျထကြည့်အောင်ကိုဖိုးဆိုင်အောင်ထကြည့်ပါအောင်ဗျဖိုးထောင်ကကိုမင်းကိုလှုပ်နှိုးလိုက်တယ်အပြင်ဘက်မှာတော့လေပြင်းတွေတိုက်တာကြောင့်ညောင်ကိုင်းတွေကပုတ်တိုက်တန်တွေနဲ့သူ့ပြားတန်တွေတစ်ဖြက်ဖြက်ရိုက်ခတ်တန်တွေကခြောက်ရှားပွဲကောင်းလာနေဘာဖြစ်တာလဲကွာဘာတွေဖြစ်နေရလဲကွာကိုမင်းကမျက်လုံးတွေပုတ်ကနိုးလာခဲ့တယ်ကိုစိန်ကြီးကိုကြည့်ပါအောင်သူအိတ်မပြောဘူးထင်နဲ့ကော်ဖီတွေအတောက်များလို့လားပဲမျက်ကွင်းတွေတောင်ညိုနေပြီဗျကိုမင်းကကိုစိန်ကြီးကိုသွားလှုပ်လိုက်တယ်ကိုစိန်ကြီးကမလှုပ်မရှက်ပဲလူရုပ်ထုကြီးလိုနေပါတယ်ကိုမင်းကလည်းကိုစိန်ကြီးရဲ့လက်ကိုကင်ကထလှုပ်လိုက်ခြင်းကိုစိန်ကြီးကဒေါသတကြီးနဲ့လှည့်ကြည့်လာပြီငါကိုထုတ်ပေးဆိုတဲ့အတန်အော်ကြီးနဲ့အော်ဟစ်ပါတော့တယ်ကိုမင်းသွားရအောင်ဗျာဒီတိုင်းရတော့မဖြစ်တော့ဘူးတခုခုဝင်ပူးနေတာဖြစ်မယ်ဆရာတော်ကိုတပ်ပင်းရအောင်ဒီလိုနဲ့နှစ်ယောက်သားဓမ္မီကိုစီနဲ့ဆရာတော်ရဲ့ကျောင်းဆောင်ဘက်ကိုထွက်လာခဲ့ကြတယ်လမ်းတစ်လျှောက်ကမှောင်မဲနေပြီးခွေးတွေရဲ့ဥတန်းမှတ်ဆိုးရဲ့အော်ဒန်တွေကြောင့်ကြောက်စိတ်ကိုပိုပြီးဖြစ်ပေါ်စေတယ်ငကိုတွေကမှကြောက်တက်တဲ့သူတွေမှုအာတင်းမိတာဆရာတော်စီရောက်အောင်ရှောက်လာခဲ့ကြတယ်အမှောင်ထဲမှာတော့လမ်းလျှောက်လာရင်ဟိုးအဝေးမှာမြင်နေရတဲ့မြင့်မာပြီးမဲမောင်နေတဲ့အရေးကြီးတစ်ခုကိုတွေးလိုက်ရပြန်တယ်ဖိုးတော်ဟိုးရှိကဘာကြီးလေထမ်းမင်းလားထမ်းမင်းကတော့ဘယ်ရွေးမလဲဗျအဲ့ဒါပိတ်တာကြီးဗျဟမ်အရေးအမဲကြီးကမြင့်မာလွန်းလာပြီးမြေပြင်မှာရှိတဲ့ပိုးမွားတွေဖားတွေငါးတွေကိုကောက်ယူစားတောက်နေတဲ့အတန်တွေကကြောက်စိတ်ကိုပိုပြီးဖြစ်ပေါ်စေတယ်နှစ်ယောက်သားကြောက်လန့်တကြားနဲ့ဆရာတော်ရဲ့ကျောင်းဆောင်ကိုမရောက်အောင်ပြေးလွှားခဲ့ကြတယ်ဆရာတော်ကျောင်းဆောင်ရဲ့အခြေကိုရောက်တာနဲ့ဆရာတော်ဖျားကဲပါအောင်ဖျားဆရာတော်ဟဲ့ဆရာတော်တွေ့လားဆရာတော်ခေါ်လို့ရလားကွာဟမ်ဆရာတော်ကလည်းတစ်ခါမှမမြင်ဘူးရှိမှန်းမရှိမှန်းလည်းမသိနဲ့ခေါ်တော့ခေါ်ကြည့်နေရပဲကွာအခုထိတော့မစင်းလာသေးဘူးကွာတကားတို့ဒီအချိန်ကြီးဘာဖြစ်ကြတာလဲဆူနဲ့ရှင်ဖျားတပည့်တော်တို့လာရင်းနဲ့ပိတ်တာကြီးကိုတွေ့ခဲ့တာဗျအဲ့ဒီပိတ်တာဆိုရင်တော့မင်းတို့ကြောက်စရာမလိုဘူးကွာသူကဒီတောင်းဝင်းတွေကငမောက်ဆိုတဲ့လူပဲလူဘဝတုန်းကဖုန်ကြီးကျောင်းကစီတွေကိုခိုးပြီးရောင်းစားခဲ့လို့ပိတ်တာဖြစ်ပြီးကျောင်းဝင်းကိုစောင့်ရှောက်နေရတာအန်နေရမပြုတ်ပါဘူးပိတ်တာကြောင့်လည်းမဟုတ်ပါဘူးဖေ။လာရင်ကိစ္စကတက်ရှိပါတယ်ဖေ။ကိုစိန်ကြီးကိုတခုခုဝင်ပူးနေတယ်ထင်တယ်။ဖုံလိုက်ပြီးကြည့်ပေးပါအောင်ဖေ။ပါဇက်ကနေလဲငါ့ကိုထုတ်ပေးနဲ့အော်ဟစ်နေတာဖေ။အေးဒါဆိုရင်တော့လိုက်ကြည့်ရမှာပေါ့ကွာ။ဒီလိုနဲ့ဆရာတော်လဲကိုစိန်ကြီးရှိတဲ့နေရာကိုကျွန်တော်တို့နဲ့အတူကြွလာခဲ့တယ်။ဆရာတော်နဲ့အတူစခန်းကိုပြန်ရောက်တဲ့အခါမှာတော့ကိုစိန်ကြီးကပေါက်ပြတလက်နဲ့ကျောင်းတိုင်ဟောင်းအောက်ကိုအယူအမူတူးနေတာကိုတွေးလိုက်ရတယ်။တိုင်ထိပ်မှာရှိတဲ့ငှက်ဆိုးကလည်းကိုစိန်ကြီးကိုပဲစိုက်ကြည့်နေတယ်။တကားဘာတွေလုပ်နေရလဲ။ငါကိုထုတ်ပေးငါအလောင်းကဒီတိုင်အောက်မှာမြုပ်ခံထားရတာငါကိုရှင်းထုတ်ပေးကိုစိန်ကြီးကိုတခုခုကဝင်ရောက်ပူးကပ်နေပြီဆိုတာကိုဆရာတော်ကသိတာကြောင့်မေတ္တာပို့အမျှဝေပေးလိုက်ရကိုစိန်ကြီးလည်းလဲကျသွားပြီးတတိလစ်သွားပါတော့တယ်နောက်တနေ့နနက်မှာတော့ရွာသားတွေနဲ့အတူအဲ့ဒီကျောင်းတိုင်ဟောင်းအောက်ကိုတူးကြည့်ရမှာတော့လူအယိုးစုတစ်ခုနဲ့အင်းစာလုံးတွေပါတဲ့အဝိစားနဲ့ပိတ်ထားတဲ့အိုးလေးတစ်လုံးကိုတွေ့လိုက်ရတယ်အဲ့ဒီအိုးကကိုစိန်ကြီးတူးမိခဲ့တဲ့အိုးလေးနဲ့တူနေပြီးဝိညာဉ်ကိုရှုံနှောင်လာတဲ့အိုးဖြစ်နေကြောင်းသိလိုက်ရတယ်ဆရာတော်ဖျားတပည့်တော်တို့မနေရတော့လို့ပါဖျားကျောင်းကိုလည်းပြီးတဲ့အထိဆက်မဆောင်ပေးနိုင်တော့လို့ခွင့်လွတ်ပါဖျားအေးလေတကားတို့ဆန္ဒမရှိရင်ဘယ်တတ်နိုင်ပါမလဲဘေးကင်းအောင်သာပြန်ကြပါကိုမင်းနဲ့ဖိုးထောင်တို့ကမပြန်မီကျောင်းဝင်းအနောက်ဘက်မှာရှိတဲ့ကွင်းမြင်တွေကငမောက်ဆိုတဲ့ပိတ်တာကြီးအတွက်အစားအသောက်တွေကိုရှန်ထားပေးခဲ့ပြီးနောက်ရှောက်ရှားပွဲကောင်းတဲ့ကျောင်းတိုက်ကြီးကနေအမြန်ဆုံးထွက်ခွာခဲ့ကြတော့တယ်ဇလန်လေးကိုဒီမှာပဲအဆုံးသတ်ပြရစီရှင်ဇလန်အဆုံးထိနားဆင်ပေးတဲ့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဇလန်လေးတွေနားဆင်ဖို့အတွက်ကျမရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့လည်းတောင်းဆိုပါရစေရှင်